ဝင်အားလက်ခရဲအင်အားစိတ်သက်ခွန်အားရေးကြည့်ပါ ဒါအပြင်စားနေရိတ်ကိုင်းရလည်းလုပ်ပါ ဒါတွေအားလုံးအတွက်ကျွန်တော်တို့အားလုံးဟာပြည်သူလူထုကိုအခြေခံရပါဒါကြောင့်ပဲစားနပ်ရိက္ခာရန်အတွက်ဒီလိုရည်ရွယ်ပြုလုပ်မယ်ဒီကစုဆောင်ခြင်း project မှာဒီကပြည်သူများပါဝင်ပေးနိုင်ဖို့ညွှန်လိုက်ပါတယ် စရိတ်က project ကို2025ဒီဇင်ဘာ14ရက်နေ့ကစပြီး2026ဖေဖော်ဝါရီ14ရက်နေ့ထိကျွန်တော်တို့2လတိုင်ပြပပြုလုပ်သွားမှာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့မြေတားကြီးက project ကိုထောက်ပို့နိုင်မှုအတွက် comment မှာရှာထားတဲ့ link ကနေပြီးတော့လာရောက်ဆက်သွယ်နိုင်လို့ Telegram link ရတယ်လာရောက်ဆက်သွယ်နိုင်ပါတယ် အသေးစိတ်ကိုကျွန်တော်တို့ဒီခင်ဗျာအတက်တက်ရေးထုတ်ထုတ်ပြီးမှလာရောက်သိချင်နိုင်ပါ ရစ်တာရိတ်ကအောက်ဖို့ပါဒီလိုရအလား